မင်္ဂလာပါရှင် Story Smithing with Me Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ International Poetry အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်တုန်းကမြန်မာ Poetry အကြောင်းကိုကျွန်မပြောပြခဲ့ပါတယ်နောက်တစ်ပတ်ကျရင်ကမ္ဘာကဗျာတွေအကြောင်းကိုလည်းဆက်လက်ပြီးတော့ပြောပြပေးသွားအောင်မယ်လို့ကတိပေးထားတဲ့အတိုင်းဒီတစ်ပတ်မှာ International Poetry အကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမတို့နိုင်ငံမှာဟိုက်ကူကဗျာကိုတော့လူတိုင်းတော်တော်များများသိကြပါတယ်နိုင်ငံတကာကနေပြီးတော့ဒီကူးဆက်ပြီးတော့ဗောနော်လွှမ်းမိုးလာတဲ့ကဗျာမျိုးစားတွေထဲမှာဆိုလို့ရှိရင်ဟိုက်ကူကဗျာကခေတ်စားဆုံးပဲလို့ပြောရမှာဖြစ်ပါတယ်သူ့ရဲ့မူလအစတော့ဂျပန်ဖြစ်ပါတယ်ဒီဂျပန်နိုင်ငံကတဘာဝတရားတွေကိုအမြဲတမ်းအလေးထားတဲ့တဘာဝအလှတရားတွေကိုအမြဲတမ်းခံစားတဲ့လူမျိုးဖြစ်တဲ့အတွက်ဒီဟိုက်ကူကဗျာတွေကလည်းများသောအားဖြင့်တဘာဝအလှတရားတွေအကြောင်းကိုရေးဖွဲ့တာဖြစ်ပါတယ်ဒီကဗျာရဲ့ရေးဖွဲ့နည်းမှာဆိုလို့ရှိရင်စာကြောင်း၃ကြောင်းပါမယ်17 syllabus ပါမယ်ပေါ့နော်စာကြောင်း၃ကြောင်းထဲမှာစလုံး18လုံးပါမယ်တဲ့ပြီးတော့575 structure ကိုအသုံးပြုပါတယ်575 structure ဆိုတာက3 line မှာပထမဆုံး line ကစလုံး5လုံးဒုတိယ line ကစလုံး9လုံးတတိယ line ကစလုံး5လုံးဆိုပြီးတော့575 structure ကိုအသုံးပြုတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်မြန်မာကဗျာတွေအနေနဲ့ပေါ့နော်မြန်မာကဗျာတွေအနေနဲ့ကစလုံးလို့ပြောလို့ရပေမဲ့တခြားတချို့သောဘာသာစကားတွေမှာတော့စကားလုံးရည်နဲ့ရည်တွက်လို့မရပါဘူးဥပမာအင်္ဂလိပ်ဘာသာစကားဆိုလို့ရှိရင်အတန်ထွက်နဲ့အသုံးပြုရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် syllables ပေါ့နော်အဲ့လိုမျိုးဒီအတန်ထွက်ကဘယ်နှလုံးစာထွက်တယ်လဲပေါ့အဲ့ဒါပေါ်မှာမူတည်ပြီးတော့ရေးတွက်မှာဖြစ်ပါတယ်အခုဖော်ပြထားတဲ့ haiku ဆိုလို့ရှိရင်လည်းသူ့ရဲ့စကားလုံးအရာဆိုလို့ရှိရင်one words ဖြစ်ပါတယ်ဒါပေမဲ့ syllable ကတော့two syllables ဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒီသဘောတရားကိုပြောတာဖြစ်ပါတယ်ကျွန်မကဒီဟိုက်ကူကဗျာလေးကိုနမူနာပြဖို့အတွက်ဆရာကြီးမင်းသူဝင်ရဲ့ဟိုက်ကူကဗျာများဆိုတဲ့စာအုပ်ထဲကနေပြီးတော့တင့်တော်တဲ့ကဗျာလေးတစ်ပုဒ်ကိုယူထားပါတယ်ကဗျာဆရာကတော့ဆိုကီတဲ့ဒါဂျပန်ကဗျာဆရာပေါ့နော်အဲ့ဒီကဗျာလေးကိုဆရာကြီးမင်းသူဝင်ကဘာသာပြန်ထားတာဖြစ်ပါတယ်တိမ်ထဲမှာတော်ငန်းလျိုထဲမှာဟင်းသာမြည်တန်းတောင်မှာခြေသွားလန်းတဲ့ဒီဟာကstructure ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်3 line ရှိရယ်575 structure လည်းဖြစ်တယ်ဒုတိယစာကြောင်းမှာဆိုရင်1 2 3 4 5 6 7ပေါ့နော်9လုံးရှိရယ်ပေါ့နော်ဒါလေးကဒီကဗျာလေးကိုဖတ်လိုက်မယ်ဆိုလို့ရှိရင်လူတွေအနေနဲ့ပေါ့နော်ဒီတဘာဝတရားတစ်ခုကိုမြင်သွားတယ်ပေါ့နော်သူကဘာလို့ဆိုလိုရလဲဆိုတော့တိမ်ထဲမှာဒေါငန်းနဲ့တိမ်ထဲမှာဒီဒေါငန်းပုံလေးတွေကိုသူမြင်ရတယ်ပေါ့နော်လျှိုထဲမှာဟင်းသာမြည်တန်းလျှိုထဲမှာတော့ဒီဟင်းသာကမြည်တန်းနေတယ်တောင်မှာတော့ခြေသွားလန်းဒါကလူတွေသွားနေတဲ့လူတွေသွားလို့ဖြစ်ပေါ်လာတဲ့ခြေသွားလန်းပေါ့ဒါလေးကိုကြည့်ခြင်းအပြင်ဒီတောတောင်ရင်မြင်ရှုခင်းလေးတစ်ခုကိုကျမတို့ခံစားနိုင်မှာဖြစ်တယ်အဲ့ဒီထက်ပိုပြီးတော့လေးနက်တဲ့အဓိပ္ပာယ်တွေလည်းရှိနေသေးတယ်ပေါ့နော်အဲ့ဒါကိုအကျယ်တဝင့်လေးလာခြင်းနဲ့ဆိုရင်တော့ဆရာကြီးမင်းသူဝင်ဘာသာပြန်ထားတဲ့ဒီဟိုက်ကူကဗျာမိတ်ဆက်ဆိုတဲ့စာအုပ်ကလေးကိုဝယ်ဖတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီဟိုက်ကူကဗျာတွေရဲ့နောက်ွယ်ကအနက်အကျိပ္ပယ်တွေကိုပါဆရာကြီးကဖော်ပြပေးထားတာဖြစ်ပါတယ်ဒါတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်ဒါကတော့ဟိုက်ကူကဗျာအကြောင်းပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ acrostic ပေါ့နော်ဒီကဗျာလေးကတဲ့ပျော်စရာလဲကောင်းတယ်ဗဟေလိဆက်ရတယ်လို့ပါပဲတဲ့ကျမတို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်အဲ့ဒီလိုကဗျာလေးတွေကိုအများကြီးရေးသားကြတယ်ကဗျာဝါသနာပါတဲ့သူတွေကပေါ့နော်ဒီကဗျာလေးကဒီလူငယ်တွေရဲ့အကြောင်းမှာဆိုလို့ရှိရင်နှစ်သက်ပျော်ရွှင်ပွဲကောင်းတယ်လှုပ်ဝက်ကုတ်ကလေးတစ်ခုလိုမျိုးဖြစ်နေတာပေါ့နော်
သူကဘာကြောင့်အဲ့လိုမျိုးဖြစ်ရတာလဲသူ့ရဲ့ structure လေးကဘယ်လိုလဲဆိုတာကိုကျွန်မပြောပြပါမယ်အဲ့ဒါကသူကတော့ဒီကြပြားကိုရေးမယ်ဆိုလို့ရှိရင်direct ကြီးကိုပြောချင်တာကိုရေးတာမဟုတ်ဘဲနဲ့ကိုပြောချင်တဲ့စကားတစ်ခုရှိလိမ့်မယ်ပေါ့နော်အဲ့ဒီစကားကိုကျမတို့ကပထမ first letter အနေနဲ့သုံးပြီးတော့စာကြောင်းတွေဖြစ်အောင်ရေးဖွဲ့တာဖြစ်ပါတယ်ဘယ်လိုပုံစံမျိုးလဲဆိုရင်ဒီဘက်မှာကျမနမူနာလေးတစ်ခုပြထားပါတယ်အဲ့ဒါကဒီမှာဆိုရင် harmony ပေါ့နော်အဲ့ဒီဟာကိုပြောချင်တာပါအဓိကဒါပေမဲ့ harmony လို့မပြောဘဲနဲ့ဒီအရာလေးကိုကျမတို့ကြပြပုံစံနဲ့ sentence လေးတွေခွဲပြီးတော့ပြောလိုက်တယ်ပေါ့နော်ဒီမှာ H အတွက်ဆိုလို့ရှိရင် happiest hand ever A ဆိုရင် adorable little feathers ပေါ့နော်ဒီလိုမျိုးsentence လေးဖွဲ့လိုက်တာပေါ့နော်ဒီမှာစလုံးအကြီးတွေပြထားလို့မလို့ကျမတို့သိတာပေါ့ပုံမှန်ကြပြရေးဖွဲ့လို့ရှိရင်စလုံး site တွေကအတူတူပဲဖြစ်နေမှာဖြစ်တဲ့အတွက်တချို့လူတွေအတွက်ဆိုလို့ရှိရင်ဒီဟာ puzzle တစ်ခုဖြစ်တယ်ခုတ်တစ်ခုဖြစ်တယ်ဆိုတာကိုအလွယ်တကူသိနိုင်ဖို့မလွယ်ဘူးပေါ့နော်အဲ့ဒီအရာကိုဖော်ရတာကိုကပဲကျမတို့အတွက်ပျော်ရွှင်စရာဖြစ်နေတယ်ပေါ့နော်လူငယ်တွေကြားထဲမှာလည်းသူတို့ရဲ့ကောင်မလေးတွေသူတို့ရဲ့ကောင်လေးတွေကိုသူတို့ရဲ့ချစ်ခင်နေတဲ့စိတ်တွေကိုဖော်ပြဖို့အတွက်ဒီလိုမျိုးလျှို့ဝှက်ပြီးတော့စလုံးတွေကိုထည့်သွင်းပြီးတော့ကြပြပုံစံမျိုးနဲ့ရေးသားပြီးတော့တယောက်နဲ့တယောက် communication လုပ်ကြရတယ်ပေါ့နော်ဒါလေးကပြောစရာကောင်းတဲ့ဗဟေလိကြပြပုံစံရေးသားလေးပဲဖြစ်ပါတယ်သူ့မှာတော့ဖတ်ရှုတဲ့သူတွေကိုပေးချင်တဲ့ message တစ်ခုအမြဲတမ်းပါဝင်တယ်သူကကာယံရှိတဲ့ကြပြတွေလည်းရှိတယ်ကာယံဖြစ်ဖို့လည်းတကယ်တော့မလိုဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ရေးဖွဲ့ကြပါတယ်ဒါကိုတော့ acrostic ကြပြလို့ပြောကြပါတယ်ဒီမှာတော့ limerick ပေါ့နော်ဒါကဟာတာပုံစံရေးသားတဲ့ကြပြအမျိုးအစားဖြစ်ပါတယ်ဟာတာဆိုတာထက်စက်တရားပုံစံမျိုးပေါ့နော်တယော်တဲ့ပုံစံတခါတလေကြရင်လည်းရိုင်းဆိုင်တဲ့ပုံစံမျိုးနဲ့ရေးသားတာမျိုးလေးလည်းရှိတယ်တဲ့ဒါပေမဲ့လို့လည်းများသောအားဖြင့်တော့ဒီ limerick ကြပြတွေဟာရှင်းစရာကောင်းတဲ့ဝတ္ထုတူလေးတစ်ပုဒ်ပုံစံမျိုးပေါ့နော်ဟာတာကြပြလေးတစ်ခုအနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့19ရာစုလောက်မှာစတင်ပြီးတော့ပေါ်ပေါက်ပြီးခေတ်စားလာခဲ့တဲ့ကြပြမျိုးစားဖြစ်ပါတယ်တဲ့သူ့မှာ structure ကတော့ 5 line poem ဖြစ်တယ်စာကြောင်း5ကြောင်းရှိပါတယ် AABBA rhyming scheme လို့သုံးကြပါတယ် AABBA ဆိုတာဘာလဲဆိုလို့ရှိရင်ဒီစာကြောင်းတွေကို A နဲ့ B နဲ့ခွဲပြီးတော့ရှင်းအောင်ပြထားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်မနမူနာပေးထားတဲ့ဟာမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါ first line နဲ့ second line က AA ပေါ့သူတို့နှစ်ခုကကာယံညီနေမယ် a woman who once had a mouse ran skimming all throughout her house တဲ့ဆိုရင်ဒီစာကြောင်းနှစ်ကြောင်းမှာဆိုရင် mouse နဲ့ house နဲ့ကကာယံဖြစ်နေတယ်ပေါ့နော် rhyme ဖြစ်နေတယ်အဲ့တော့ဒီတခုမှာသူပြောတဲ့ skin မှာဆိုလို့ရှိရင် AA ပေါ့နော်ဖြစ်သွားပြီပေါ့ဒီသူ့ရဲ့သဘောတရားအရာဆိုရင်နောက်ဆုံးစာကြောင်းနံပါတ်5ကလည်းသူနဲ့ကာယံညီမှာဖြစ်တယ်အဲ့တော့တတိယနဲ့စတုတ္ထစာကြောင်းကသူတို့နဲ့မတူညီတဲ့ကာယံရှိနေမှာဖြစ်ပါတယ်ဒါကိုကျမတို့ကြည့်ရအောင် she sent in the cat သူကကြောင်တကောင်ကိုပို့လိုက်တယ်တဲ့ဆိုတော့ဒီအပေါ်စာကြောင်းနေနဲ့သူဘာမှကာယံချိတ်ဆက်ထားခြင်းမရှိဘူးပေါ့နော်အဲ့မှာသူကဘာနဲ့ကာယံသွားညီလဲဆိုတော့ BB ဆိုတဲ့အတိုင်း to dispose of the rat ဒီစာကြောင်းစတုတ္ထစာကြောင်းက red နဲ့တတိယစာကြောင်းက cat နဲ့ကာယံသွားညီနေတယ်အဲ့ဒါ BB ပေါ့နော်အဲ့တော့နောက်ဆုံးစာကြောင်းမှာဘာတွေ့ရမလဲဆိုရင် to find it was only her spouse တဲ့အဲ့ဒီမှာမှဒီ AA နဲ့နောက်ဆုံးနံပါတ်5က A နဲ့ကကာယံပြန်ပြီးတော့ spouse house mouse ဆိုပြီးတော့ကာယံချိတ်ဆက်သွားတာဖြစ်ပါတယ်။များသောအားဖြင့်တော့ last line က often the punch line ဖြစ်တတ်ပါတယ်။ punch line ဆိုတာကအရှုံးဖောက်တဲ့စကားလုံးပေါ့နော်။အရှုံးဖောက်တဲ့
စာကြောင်းပေါ့အကြောင်းအရာပေါ့အဲ့ဒါမျိုးဆိုလိုတာဖြစ်တယ်ဒီမှာဆိုလို့ရှိရင်လေဒီအပေါ်မှာ तू ဘာမှမဟုတ်ဘူး तू ကြွက်တန်ကြတယ်အဲ့ဒါကြောင့်မို့လို့ तू အော်ပြီးတော့ထွက်ပြေးလာတယ်ပြီးတော့ကြောင်ဒီကြွက်ဖမ်းမှုအတွက်လွတ်လိုက်တယ်ဒီမှာ तू ဒီဘောက်ပဲပြောနေရပဲဘာမှဟိုဒီတိုင်းလူတွေကဟို तू ပြောတဲ့စကားကိုအတီလို့နားထောင်နေရပေါ့အဲ့အချိန်မှာ तू ကအဲ့ဒီအချိန်မှာ तू ကပြောတယ်तूအဲ့ဒါပေါ့နော်သူယောက်ျားဖြစ်နေတယ်ဆိုရဲအကြောင်းကိုသူကအဲ့လိုပြောလိုက်တော့လူတွေအတွက်ပြုံးစရာရေမောစရာလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလိုသဘောတရားလေးနဲ့ရေးသားတဲ့ကြပြအမျိုးအစားလို့ဆိုလိုတာဖြစ်ပါတယ်သူ့ရဲ့ကာယံယူပုံကတော့ AA BBA ဖြစ်ပါတယ်ဒီတစ်ခုကတော့ပေါ့နော်ဒီဘက် modern ကြပြခေတ်မှာတော်တော်များများကရေးဖွဲ့လေးရှိတဲ့ကြပြပုံစံဖြစ်ပါတယ်free verse ပေါ့နော်ကာယံမဲ့ကြပြတွေဖြစ်ပါတယ်ဘာကြောင့်လူတွေကပို့ပြီးတော့နှစ်သက်ဆွဲလန်းစွာရေးဖွဲ့ကြတယ်လဲဆိုတော့ဒီကြပြရေးဖွဲ့ပုံကလွတ်လပ်လို့ပဲဖြစ်ပါတယ်စာကြောင်းရေးလည်းအရေးအတွက်ကန့်သက်မရှိရေးဖွဲ့နိုင်ပါတယ်သူ့မှာကာယံရှိခြင်းလည်းရှိမယ်မရှိခြင်းလည်းမရှိဘူးကာယံညီခြင်းလည်းညီမယ်မညီခြင်းလည်းမညီဘူးသူ့မှာဥပဒေသားရဲ့လို့မရှိနေဘူးပေါ့နော်လွတ်လပ်စွာရေးဖွဲ့နိုင်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်လူအများစုအတွက်ပို့ပြီးတော့တက်တောင့်တက်တာဖြစ်စေတဲ့ကြပြပုံစံဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့လေဒီဘက် modern ကြပြတွေအနေနဲ့free voice တွေကိုပို့ပြီးတော့ရေးဖွဲ့ကြရတယ်ပေါ့နော်ဒါအဲ့ဒီထဲမှာပို့ပြီးတော့ခွဲချမ်းစိတ်ဖြာမယ်ဆိုလို့ရှိရင်တော့အများကြီးကွဲပြားသေးရပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်မအဲ့လောက်ကျေပြန့်မပြောတော့ဘူးပေါ့နော်ဒီလိုကြပြအမျိုးအစားလေးတွေကကြပြရေးတဲ့သူတွေအတွက်ချိန်များဆုံးနဲ့ popular ဖြစ်ဆုံးကြပြလေးတွေကိုပဲကျွန်မကဖော်ပြထားတာဖြစ်ပါတယ်နောက်ဆုံးကြပြအမျိုးအစားကတော့ allergy တဲ့ဒီဟာတော့တန်းချင်းလို့ပြောရမယ်ပေါ့နော်တန်းချင်းပုံစံမျိုးပဲပေါ့တစုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရလို့ဝမ်းနေတဲ့ခြေကွဲတဲ့အောင်းမေတန်းတာတဲ့အကြောင်းကိုရေးသားတဲ့ကြပြအမျိုးအစားဖြစ်ပါတယ်ဒါကGreek ဘာသာစကားကနေပြီးတော့ Eligos ဆိုတဲ့ဘာသာစကားကနေပြီးတော့ဆင်းသက်လာတာပေါ့နော် Eligos ဆိုတာကဝမ်းနဲ့ကြေကွဲခြင်း grief လို့အတိတ်ပဲရတယ်တဲ့တည်ဆုံးခြင်းပေါ့နော်တစုံတစ်ယောက်ကကိုယ့်ဘဝတွေကနေအပြီးပိုင်ထွက်ခွာသွားပြီပေါ့ဥပမာကျမတို့နိုင်ငံမှာဆိုလို့ရှိရင်ဗိုလ်ချုပ်အောင်ဆန်းပေါ့ဒါနိုင်ငံခေါင်းဆောင်အနေနဲ့ဆိုလို့ရှိရင်သူ့ကိုကျမတို့ဆုံးရှုံးတဲ့သွားရတဲ့အတွက်ကျမတို့အလွန်ဝမ်းနဲ့ကြေကွဲကြတယ်အမြဲတမ်းသူ့ကိုသူ့ရဲ့အသက်ရှင်နေစဉ်ကာလအတွင်းတော့ရှင်သန်ခဲ့တဲ့ပုံစံစူးစမ်းခဲ့တဲ့လူတစ်ယောက်ပေးဆက်ခဲ့တဲ့လူတစ်ယောက်ဒီအရာကြီးပေါ်မှာကျမတို့ဝမ်းနဲ့ကြေကွဲစွာနဲ့ရေးဖွဲ့တဲ့ကြပြအမျိုးအစားတွေကဒီ allergy ဆိုတဲ့အမျိုးအစားမျိုးဖြစ်မှာပေါ့နော်ဒါအဲ့လိုပဲနိုင်ငံကောင်းဆောင်တွေမှမဟုတ်ဘူးကျမတို့ချစ်ခင်မြတ်လို့ရတဲ့အမှုပညာရှင်တွေရှိမယ်ကျမတို့ချစ်ခင်မြတ်လို့ရတဲ့ဘာသာရေးကောင်းဆောင်တွေရှိမယ်သို့ဒီမဟုတ် personally ကိုယ်တိုင်ရဲ့ကိုယ့်ဘဝထဲမှာအလွန်ကိုတန်ဖိုးထားရတဲ့ဆွေမျိုးရင်းချာတွေဖြစ်ခြင်းလည်းဖြစ်မယ်သူတို့ကိုဆုံးရှုံးလိုက်ရတဲ့အတွက်ဝမ်းနဲ့ကြေကွဲရတော့သူတို့ရှိနေစဉ်တော့ကောင်းခဲ့တော့ကောင်းကက်ကလေးတွေဟာကျမတို့ရဲ့နှလုံးသားမှာအမြဲတမ်းမေ့ပြောက်လို့မရနိုင်ဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတဲ့အခါမျိုးတွေမှာဒီလိုတန်းချင်းတွေကိုရေးဖွဲ့ကြပါတယ်သူ့မှာတော့စီးမြင့်တွေသတ်မှတ်ထားတာမရှိဘူးခုနကတော့ free bus လို့ပဲလွတ်လပ်စွာရေးဖွဲ့လို့ရတဲ့ကာယံရှိခြင်းလည်းရှိမယ်မရှိခြင်းလည်းမရှိဘူးစာကြောင်းရေဘလောက်ရေလို့လည်းကန့်သက်ထားတာမရှိဘူးသူ့မှာဘာဥပဒေသားမှမရှိဘူးကိုယ့်ရင်ထဲမှာစာရေးသူတယောက်ကြပြဆရာတယောက်ကခံစားနစ်မျောရသမျှအားလုံးကိုစိတ်ရှိတလို့ပေါ့နော်ဖော်ကျူးလို့ရတဲ့ကြပြမျိုးစားပဲဖြစ်ပါတယ်ဒါပေမဲ့ဒီထဲမှာမကြာခဏတွေးရှိရလေရှိတာကပေါ့နော်တွေးရလေရှိတာကသူ့ရဲ့အဆုံးသတ်မှာတော့
ဒီဖတ်ရှုသူတွေအတွက်မျှော်လင့်ချက်ရောင်ကြီးလေးတွေပါဝင်တဲ့သတင်းစကားမျိုးစိတ်အားတက်စေမဲ့ဒါ soulless ပေါ့နော်နှစ်သိမ့်တဲ့စာသားမျိုးလေးတွေပေါ့အဲ့ဒါမျိုးလေးတွေပါဝင်လေးရှိပါတယ်ကဲဒီနေ့အတွက်ကတော့ဒီလောက်ပါပဲเนาะကပကဗျာအမျိုးအစားတွေအများကြီးရှိပေမဲ့ popular ဖြစ်ပြီးတော့အသုံးဝင်မဲ့ကဗျာအမျိုးအစားလေးတွေကိုကျွန်မကပြောပြပေးထားတာဖြစ်ပါတယ်ကဗျာရေးမဲ့သူတယောက်အနေနဲ့ကဗျာကိုဝါသနာပါတဲ့သူတယောက်အနေနဲ့ကဗျာတွေကိုလေ့လာဖို့လဲလိုအပ်တယ်လို့ကျမတို့မြန်မာနိုင်ငံမှာမြန်မာသမိုင်းတစ်လျှောက်မှာဖွဲ့တည်ခဲ့တဲ့ကဗျာအမျိုးအစားတွေရောဘယ်လိုပုံစံမျိုးလေးတွေလဲဆိုတာကိုသမိုင်းကြောင်းတွေကိုလည်းလေ့လာသင်ပါတယ်เนาะအဲ့ဒီလိုမျိုးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်เนาะအရှိမကျမတင်ထားတဲ့ဗီဒီယိုလေးမှာတွားရောက်လေ့လာနိုင်ပါတယ်စာပေဝါသနာရှင်တွေအတွက်အကျိုးရှိစေမဲ့ဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါဦးเนาะဗီဒီယိုအသစ်တင်တိုင်းသိရှိနိုင်စေဖို့ကျမရဲ့ channel လေးကို subscribe လုပ်တော်နိုင်ပါတယ်ရှင်အဆုံးထိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ